တံဝေခတရားတံဝေခဆိုတာစိတ်ထဲမှာဘဝအပေါ်ကြောက်ရွံ့ထိတ်လန့်ခြင်းလို့အဓိပ္ပာယ်ရတယ်လောကမှာကြောက်စရာအာယုန်တစ်ခုကိုမြင်ပြီးတော့ကြောက်တယ်ဆိုတာဟာဒေါသရဲ့သဘာဝဒေါသဆိုတာမုန်းတိတယ်ဆိုတဲ့သဘာဝရှိတယ်လို့တစ်ဖက်ကလည်းကြောက်တယ်ဆိုတဲ့သဘာဝဥပမာမဲ့တစေတရေကိုကြောက်တယ်ရန်သူကိုကြောက်တယ်အဲ့ဒါလို့ကြောက်စိတ်ဝင်ပြီးတော့တုန်လှုပ်ချောက်ချားကြောက်ချင်းဆိုတာတွေဟာအဘိဓမ္မာသဘာဝတရားအရာနဲ့ပြောမယ်ဆိုရင်ဒေါသရဲ့အသွင်လက္ခဏာတွေသာဖြစ်တယ်ဒေါသဆိုဒီမှာအကုသိုလ်တရားပဲအဲ့ဒီမုန်းတိခြင်းနဲ့ကြောက်ရွံ့ခြင်းဆိုတာဒေါသရဲ့ဆောင်ရွက်မှုတွေကြောင့်မုန်းတိမှုဆိုတာတိုးတက်နေတဲ့ထက်မြက်နေတဲ့ဒေါသကြောက်ရွံ့ခြင်းဆိုတာဆုံးနစ်သွားတဲ့ဒေါသအဲ့ဒီဒေါသဆိုတဲ့သဘာဝတရားကိုပဲမုန်းတိခြင်းစိတ်ဆိုးခြင်းကြောက်ရွံ့ခြင်းလို့ဒီလိုအမည်နာမတွေနဲ့လူတွေရဲ့စိတ်တဏ္ဍာမှာခွဲခြားပြီးတော့ပြောဆိုကြအခုဒီတံဝေကထိတ်လန့်တုန်လှုပ်ခြင်းဆိုဒီမှာဒေါသနဲ့ထိတ်လန့်တုန်လှုပ်တဲ့ကြောက်ရွံ့ခြင်းမျိုးမဟုတ်ဘူးတံဝေကောနာမသဟောတပ္ပညာနာသဟဩတ္တပ္ပညာနာဩတ္တပ္ပဆိုတာထိတ်လန့်တယ်လို့အဓိပ္ပာယ်ရဘာတွေကိုထိတ်လန့်တာတော့ဆိုလို့ရှင်ဒုစရိုက်ရဲ့အကျိုးတရားတွေကိုတွေးမိပြီးထိတ်လန့်တယ်ဒုစရိုက်တရားတွေကိုထိတ်လန့်တယ်အကုသိုလ်တရားတွေကိုလန့်တယ်အကုသိုလ်တရားကြောင့်ဖြစ်ပေါ်လာမဲ့အကျိုးတရားတွေခံစားရမှလန့်တယ်အဲ့ဒါလိုလန့်တဲ့အခါမှာအသိဉာဏ်လည်းပဲပါဝင်တဲ့တွေးတောဆင်ခြင်မှုနဲ့ဖြစ်ပေါ်လာတဲ့လန့်ခြင်းကြောက်ခြင်းကိုတံဝေကလို့ခေါ်တယ်အေးမြတ်စွာဘုရားကတံဝေဇနိယေတုဌာနေတုတံဝေကောတံဝေဇနိယေတုတံဝေကဖြစ်เสียအကြောင်းတရားတွေတွေ့ကြုံလာတဲ့အခါမှာတံဝေကောတံဝေကဖြစ်ရမယ်ထိတ်လန့်တုန်လှုပ်မှုဖြစ်ရမယ်တံဝိခတ္တသယောနိသောပရဏံထိတ်လန့်တုန်လှုပ်ပြီးဆိုလို့ရှိရင်လေထိတ်လန့်တုန်လှုပ်သည့်အားလျော်စွာမှန်ကန်တဲ့လှုပ်ဆောင်ချက်တစ်ခုကိုလှုပ်ဆောင်ရမယ်ဒီနှစ်ချက်ကိုတွဲဖက်ပြီးတော့ရသော်ဘုရားဟောတာတံဝေကဖြစ်เสียအကြောင်းတရားတွေနဲ့ကြုံရင်တံဝေကဖြစ်ရမယ်အကယ်၍တံဝေကမဖြစ်ဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာအတိညာအလွန်အားနည်းနေသေးတယ်လို့ဒီလိုဆိုအောင်အတိညာအလွန်အားနည်းနေတဲ့ပုဂ္ဂိုလ်တွေမှာတံဝေကဖြစ်เสียနဲ့ကြုံတော့လေတံဝေကမဖြစ်ဘဲနဲ့အကုသိုလ်ဆိုတဲ့အမုန်းတရားတွေဒေါသတွေလွှမ်းမိုးပြီးတော့ဖြစ်တတ်တယ်အေးတံဝေကဖြစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကြတယ်အသိဉာဏ်ရှိလာပြီးတော့စဉ်းစားဆင်ခြင်ပြီးဘဝနဲ့ပတ်သက်ပြီးတော့ထိတ်လန့်တုန်လှုပ်เสียပဲဆိုတာကိုသိမြင်လာတတ်တယ်အဲ့ဒါလို့သိမြင်လာလို့ရှိရင်ထိတ်လန့်တုန်လှုပ်မှုကိုအကြောင်းပြုပြီးတော့တံဝေကဖြစ်เสียအကြောင်းတရားတွေကလွတ်မြောက်ဖို့ဆိုပြီးတော့မှန်ကန်တဲ့ကျင့်ကြံကြိုးကုပ်အထောက်မှုကိုပြုလုပ်ရမယ်ဒီလိုနှစ်ဆင့်ခွဲခြားပြီးတော့ဟောတံဝေကဖြစ်ဖွယ်ရာအကြောင်းတရားတွေနဲ့တွေ့ဆုံတဲ့အခါမှာတံဝေကဖြစ်မှုတံဝေကဖြစ်လာတဲ့အခါမှာလည်းပဲမှန်ကန်တဲ့လမ်းစဉ်နဲ့ကြိုးပမ်းအထောက်မှုလို့ဆိုတဲ့ဒီအချက်နှစ်ချက်ဟာအရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ပေါ့လောကမှာတံဝေကဖြစ်เสียတွေဆိုတာဘာတွေတုံးဆိုစပေကျမ်းကမှာတံဝေကဝတ္ထု၈မျိုးဆိုပြီးတော့ဖော်ပြထားတာရှိတယ်အဲ့ဒီတံဝေကဝတ္ထုကိုပဲတံဝေဇနိယဆိုတဲ့အသုံးနဲ့လည်းသုံးတယ်မြတ်စွာဘုရားနဲ့ပတ်သက်တာတံဝေဇနိယ၄ဌာနဆိုပြီးတော့အလုံးသိကြတဲ့အတိုင်းတံဝေဇနိယ၄ဌာနတံဝေကဖြစ်เสีย၄ဌာနအခုဟာကတံဝေကဝတ္ထု၈မျိုးဆိုပြီးတော့လောကလူသားတွေဟာတံဝေကဖြစ်เสียတွေနဲ့ကြုံတွေ့နေကြအဲ့ဒါလို့ကြုံတွေ့တဲ့အခါမှာစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတံဝေကဖြစ်ကြတယ်စဉ်းစားဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကတော့အကုသိုလ်ဖြစ်ပြီးတော့
တန်ဝေကဖြစ်မှုနဲ့ကင်းကွာပြီးတန်တရားဝဆင်းရဲတဲ့ကလွတ်လန်းကိုရှာမရနိုင်ကြဘူးအခုလိုတန်ဝေကဖြစ်ပွဲရအကြောင်းကိစ္စတွေဆုံးလာတိုင်းအမတ်တမဲ့မနေကြပဲနဲ့ဘဝကြီးရဲ့အရေးကိုတွေးတောဆင်ခြင်သုံးသပ်တတ်ဖို့ဟာလိုအပ်တယ်အဲ့ဒါလို့သုံးသပ်ဆင်ခြင်တတ်ဖို့ဆိုပြီးတော့မြတ်စွာဘုရားကဟောထားတယ်ဘာတွေဟောထားတော့ဆိုအိုတဲ့ပုဂ္ဂိုလ်တယောက်ယောက်ကိုယ့်ရဲ့မျက်မှောက်မှာကိုယ့်ရဲ့မိအိုဖအိုပဲဖြစ်စေဖိုးဖွားပဲဖြစ်စေတစိမ့်တရားပဲဖြစ်စေအိုမင်းမစွမ်းဖြစ်နေတဲ့အဖိုးကြီးအဖွားကြီးလူအိုလူမင်းတွေကိုမြင်တဲ့အခါမှာတာမန်တွေးတောမှုတဲ့အဆင့်မြင့်တဲ့တွေးတောမှုစဉ်းစားဆင်ခြင်မှုတစ်ခုနဲ့စဉ်းစားဖို့လိုအပ်တယ်ဘယ်လိုစဉ်းစားရမလဲလို့ဆိုရင်စရာဓမ္မောမိစရံအနတ္တိတောငါလည်းပဲအိုခြင်းသဘောရှိတယ်အိုခြင်းတရားကိုငါလည်းကြော်လွှားပြီးတော့မသွားနိုင်ဘူးသူသာအိုတာမဟုတ်ဘူးသူတို့သာအိုတာမဟုတ်ဘူးငါလည်းပဲအိုရအောင်မှာပဲဆိုတဲ့တန်ဝေကညာနဲ့ဆင်ញင်သုံးသပ်ပြီးတော့ကြည့်ဖို့လိုအပ်တယ်အဲ့ဒါလို့မသုံးသပ်မိသေးဘူးဆိုလို့ရှိရင်တန်တရားဝဆင်းကလွတ်ဖို့အရေးဟာဝေးနေသေးတယ်လို့ပြောအသိဉာဏ်ရှိတာနဲ့ဝေးနေသေးတယ်ဒီလိုဆိုတံဝိခတ္တသယောနိတောပဒါနံလို့ဆိုတယ်မမှန်ကန်ကန်အထုတ်ကြိုးပမ်းမှုဆိုတာဘာလဲဆိုတော့အေးတန်တရားထဲမှာဘဝတစ်ခုရလာရင်တော့အိုမင်းရင်ရောခြင်းကိုလွန်မြောက်နိုင်မှာမဟုတ်ဘူးဒါကြောင့်မို့တန်တရားဝဆင်းရဲကလွန်မြောက်ရာအကျင့်တစ်ခုငါကျင့်တဲ့ကျုပ်ကိုအထောက်အမှာဖြစ်တယ်အဲ့ဒီအကျင့်တရားဆိုတာလေမြတ်စွာဘုရားဟောကြားတဲ့မေဇိမဝတိယဓမ္မစရိယလို့ဆိုတဲ့မဂ္ဂင်၈ပါးအကျင့်တရားမှလွဲ၍တန်တရားကထွက်ပေါက်ရနိုင်တဲ့လမ်းကြောင်းမရှိဘူးဒီလမ်းကြောင်းကပဲထွက်ရမယ်ဒီလမ်းကြောင်းတိုင်းတို့တွေကျင့်ကြံကြိုးကိုအထောက်ရမယ်အဲ့ဒီအတိညာရခြင်းဒီပင်လင်လမ်းကိုရောက်လာတဲ့သဘောပဲဒီလမ်းကြောင်းပေါ်ရောက်ရှိလာအမှန်စင်ញင်စဉ်းစားနိုင်ခြင်းဟာသမ္မာသင်္ကပ္ပအမှန်စင်ញင်စဉ်းစားလို့ဘဝပေါ်မှာအခြေအနေမှန်ကိုမြင်လာတာကသမ္မာဒိဋ္ဌိထို့သောမြင်ဖို့ရာကြိုးစားအထောက်တာကသမ္မာဝါယာမဘဝနဲ့ဆက်ဆက်ပြီးတော့စိတ်ကြံတွေးမှုတွေဘဝနဲ့ဆက်ဆက်ပြီးတော့တတိကတ်နေတာကသမ္မာတတိဘဝနဲ့ဆက်ဆက်ပြီးတော့တွေးတဲ့အတွေးအာယုန်နဲ့စိတ်နဲ့တည်ငြိမ်မှုကိုရတာသမ္မာသမာဓိလို့ဟောမဂ္ဂင်၈ပါးတဲ့ကဒီမဂ္ဂင်တရားတွေကအလုံးလုံးလိုက်တာတံဝိခတ္တသယောနိတောပဒါနံမင်္ဂန်တဲ့လမ်းကြောင်းပေါ်ကိုတက်ရောက်လာခြင်းပဲဖြစ်အကယ်၍သာငါလဲအိုခြင်းသဘောရှိတယ်အိုရအောင်မှပဲလို့မတွေးမိဘူးဆိုလို့ရှိရင်မတွေးဘူးဆိုလို့ရှိရင်ဘာတွေဖြစ်လာအေးသူတို့သာအိုတာငါကြတော့မအိုငါအခုမှငယ်ငယ်လေးရှိသေးတယ်ငါဟာအမြဲတမ်းနုပြိုနေတယ်လို့စိတ်ထဲမှာထင်ပြီးရွတ်ပနမထလို့ခေါ်တယ်နုပြိုမှုအပေါ်မှာမန်တက်လာနုပြိုမှုပေါ်မှာမာနတွေတက်လာသူတို့သာအိုတာငါတို့မအိုဘူးလို့အဲ့ဒါလို့စိတ်အထင်ရောက်လာတယ်သို့မဟုတ်ငါတို့အိုဖို့အဝေးချမ်းသေးတယ်ငါတို့ဟာခုမှအသက်ငယ်ငယ်လေးရှိသေးတယ်လို့တွေးမိတဲ့ပုဂ္ဂိုလ်ဟာမိမိလျော်ရောနေခြင်းကြောင့်မပြောသင့်တာတွေပြောမိတယ်မလုံးသင့်တာတွေလုံးမိတယ်မတွေးသင့်တာတွေတွေးမိတယ်ဆိုတဲ့အကုသိုလ်မှုတွေလုံးမိသွားတတ်တယ်ရွတ်ပနမထဆိုတာဒါအဲ့ဒါလို့တွေးမိသွားတာနဲ့တပြိုင်နက်အကုသိုလ်မှုတွေကကိုယ်တဏ္ဍာမှာဖြစ်သွားရောဖြစ်သွားတာနဲ့တပြိုင်နက်တန်တရားဝကလွတ်ဖို့အတွက်ဝန်လေးသွားပြန်ဖြစ်နိုင်ဖို့လမ်းကြောင်းဟာပိတ်သွားပြန်ဒီလိုဆိုလိုတာအဲ့ဒီလမ်းကြောင်းပေါ်ကိုဘာနဲ့ပိတ်လိုက်ရတာတော့ဆိုအမှန်စဉ်းစားခြင်းအမှန်မြင်ခြင်းနဲ့ပိတ်ရအမှန်စဉ်းစားခြင်းဆိုတာစရာဓမ္မောမိငါငယ်ငယ်လေးရှိတော်လဲပဲငါမှအိုခြင်းသဘောဟာရှိနေတယ်ဆိုလိုတာကလူတယောက်ကျမ်းမာတယ်လို့ဆိုနေပေမဲ့ယောဂအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဆိုပါစို့ကြောက်စရာကောင်းတဲ့ယောဂတွေ HIV တို့စီပိုးဘီပိုးစသဖြင့်ပေါ့ခန္ဓာကိုယ်မှာစွဲပြီးတော့နေတဲ့ယောဂတစ်ခု positive ဖြစ်နေပြီဆိုတော့ positive ဖြစ်နေတာကိုသိတဲ့ပုဂ္ဂိုလ်တရားစဉ်းစားကြည့်မယ်ဆိုရင်အေး
positive ဖြစ်ပြီးတော့ activate ဖြစ်ပြီးတော့ဒုက္ခရောက်နေတဲ့ပုံကိုယ်တွေကိုမြင်လိုက်တဲ့အခါငါလည်းပဲဒီယောဂဟာ positive လို့ဆိုတယ်အေးငါလည်းပဲသူ့လိုပဲတနေ့ကျတော့ဒုက္ခရောက်မှာပဲဆိုတဲ့အတွေးမျိုးတွေးနိုင်ရမယ်လို့ဒီလိုဆိုတာသူသာဖြစ်တာငါမဖြစ်ဘူးဆိုတဲ့အတွေးမျိုးတွေးလို့ရှိရင်ခုနမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်လာမှာမဟုတ်ဘူးဒါကြောင့်မို့အိုခြင်းသဘောဆိုတာလူတိုင်းမှာ positive ဖြစ်နေတဲ့အရာသာဖြစ်တယ်အဲ့ဒီအိုခြင်းသဘောကိုလွန်မြောက်ပြီးတော့မသွားနိုင်ကြဘူးတဲ့အဲ့ဒီလိုမြင်ခြင်းဒီပဲလေအမှန်မြင်ခြင်းပဲဖြစ်တယ်ပေါ့အမှန်မြင်ခြင်းဥဆောင်လာတဲ့အခါမှာအမှန်တွေးခြင်းအမှန်လုပ်ခြင်းမှန်ကန်တဲ့တတိမှန်ကန်တဲ့တမာတိဆိုတာတွေနဲ့အလုံးလုံးခြင်းဆိုတာတွေဟာဇက်တိုက်ဖြစ်ပေါ်လာနိုင်တာပေါ့ဒါကြောင့်မို့စဉ္ဉ္စဉ်းစားမှုဟာသိပြီးတော့အရေးပါတယ်စဉ္ဉ္စဉ်းစားရမယ်လို့ဒီလိုဆိုတယ်ထို့တူပဲလူနာတယောက်ကိုတွေ့တဲ့အခါမှာအသက်အတန်ဖြစ်ပြီးတော့ဒုက္ခရောက်နေတဲ့ယောဂဝေဒနာခံစားနေရတဲ့ပုဂ္ဂိုလ်တယောက်ကိုမြင်တဲ့အခါမှာအေးငါတို့ကတော့ကျမ်းပါတယ်သူသာဒီယောဂတွေခံနေရတယ်လို့စိတ်ထဲမှာမအောင်မေ့တယ်အဲ့ဒါလို့စိတ်ထဲမှာအောင်မေ့လို့ရှိရင်ဘာမာနတွေဖြစ်တုံးဆိုမနေတက်လာတတ်တုံးဆိုအာရောချမထငါတို့ကတော့မာတယ်ကျမ်းပါတယ်ဘာမှမဖြစ်ဘူးဆိုတဲ့အတွေးအထင်တွေရောက်လာပြီးတော့မိမိလျော်ရောနေခြင်းကြောင့်အကုသိုလ်တွေကိုယ်တဏ္ဍမှာဖြစ်ပေါ်လာနိုင်တယ်ဒါကြောင့်မို့အဲ့ဒီလိုငါကျမ်းပါတယ်ဆိုတဲ့အတွေးဟာလမ်းချော်သွားစေတိုင်းတဲ့အတွေးဖြစ်သည့်အတွက်ကြောင့်မြတ်စွာဘုရားကအဲ့ဒီအတွေးမျိုးကိုမတွေးနဲ့တန်ဝေကဖြစ်တဲ့အတွေးမျိုးကိုတွေးရမယ်ဘယ်လိုတွေးရမလဲအေးဗျာဒိဓမ္မောမိဗျာဒိအနတ္တိတောငါမှလည်းဖြာနာခြင်းသဘောရှိတယ်ဖြာနာခြင်းသဘောတရားကိုငါလည်းမလွန်မြောက်နိုင်သေးဘူးဆိုတဲ့အတွေးကိုတွေးပြပါအဲ့ဒါလို့တွေးမှမှန်ကန်တဲ့အမြင်တစ်ခုကိုရမယ်မှန်ကန်တဲ့အမြင်တစ်ခုရမှမှန်ကန်တဲ့ကြိုးပမ်းမှုတွေမှန်ကန်တဲ့တတိမှန်ကန်တဲ့တမာတိတွေဖြစ်ပြီးတန်တရားကိုဆင်းကလွန်မြောက်နိုင်တယ်သို့မဟုတ်ဗျာဒိတရားကိုကြော်ဖြတ်သွားနိုင်တဲ့အနေအထားမျိုးကိုရောက်မှဖြစ်တယ်ဒီလိုဆိုတာဟောနောက်တစ်ခုတဝုတယောက်အနိစ္စရောက်သွားပြီတမလွန်ဘဝပြောင်းသွားပြီဆိုတဲ့အခါမှာသိခြင်းတရားကိုယ့်ရဲ့မျက်စိရောက်မှာသို့မဟုတ်ကိုယ်မြင်ကွင်းထဲမှာကိုယ်အသိထဲမှာသိဆုံးသွားကြတဲ့ပုဂ္ဂိုလ်တွေကိုယ့်ရဲ့ဆွေမျိုးတွေတဲကဖြစ်စေမိတ်ဆွေသင်္ကားတွေတဲကဖြစ်စေအဲ့ဒါလို့သိဆုံးသွားကြတဲ့ပုဂ္ဂိုလ်တွေကြည့်ပြီးတော့သူတို့သာသေတာငါမသေဘူးဆိုတဲ့အတွေးမျိုးကိုမတွေးမိစေနဲ့တွေးမိလို့ရှင်ဇီဝိတမဒတဲ့အသက်ရှင်မှုပေါ်မှာမန်ရစ်လာတဲ့ငါမသေဘူးဆိုတဲ့မန်ရစ်လာတဲ့ပုဂ္ဂိုလ်တယောက်ဟာမကောင်းတဲ့အလုပ်တွေကိုလုပ်မိတတ်တယ်အကုသိုလ်တွေတိုးပွားလာနိုင်တယ်ဒါကြောင့်မို့မှန်ကန်တဲ့အမြင်နဲ့စဉ်းကျင်စဉ်းစားရမှာကတော့ဘာလဲဆိုရင်မရဏဓမ္မောမိမရဏအနတ္တိတောငါမှလည်းသေတတ်တဲ့သဘာဝတွေငါမှရှိနေတယ်ငါလည်းသေခြင်းတရားကိုကြော်လွှားမသွားနိုင်သေးဘူးဆိုတဲ့အတွေးကိုတွေးပါတဲ့အဲ့ဒီအတွေးဟာဒီနေရာမှာတမ္မာသင်္ကပ္ပမှန်ကန်တဲ့အတွေးလို့ခေါ်တယ်တံဝေကအတွေးတံဝေကအတွေးဖြစ်သည့်အတွက်ကြောင့်တမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်တစ်ခုအေးသိခြင်းသဘောရှိတယ်ဆိုတာဟာမှန်ကန်တဲ့အမြင်တစ်ခုပဲကိုယ့်ကိုသိတာအဲ့ဒီသိလာသည့်အတွက်ကြောင့်သိခြင်းတရားကသိခြင်းသဘောတရားကိုကျော်လွှားနိုင်ဖို့ကြိုးစားအထောက်တာတမ္မာဝါယမကြိုးစားအထောက်တဲ့အခါမှာရှုမှတ်ရမယ့်အာယုံပေါ်မှာစိတ်နဲ့မပြတ်တွဲဖက်ပေးတာကတမ္မာတတိစိတ်ကလေးတည်ငြိမ်မှုရတာတမ္မာသမာဓိလို့ဆိုပြီးတော့အခုလိုမဲ့ခင်လမ်းကြောင်းပေါ်ရောက်သွားပြီလို့ဆိုမှမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်တာတံဝိကတ္တသယောနိသောပဋ္ဌာနံလို့မြတ်စွာဘုရားကဒီလိုဟောတာအေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့တံဝေကဖြစ်เสียနဲ့ကြုံကြိုက်လာတဲ့အခါတံဝေကဖြစ်အောင်စဉ်းကျင်စဉ်းစားကြည့်ဖို့လိုအပ်တယ်ပေါ့တံဝေကဝတ္ထု၈ပါးတဲ့တံဝေကဆိုတာထိတ်လန့်တုန်လှုပ်เสียဝတ္ထုဆိုတာအကြောင်းတရားအဲ့ဒီတံဝေကဖြစ်ဖို့အကြောင်းတရားဟာ၈မျိုးရှိတယ်အဲ့ဒီ၈မျိုးကိုမှတ်သားပြီးတော့ဘုန်းကြီးတို့တွေမပြတ်ဆင်ញင်စဉ်းစားပြီးတံဝေကဖြစ်အောင်ကြိုးစားကြရမှာဖြစ်တယ်ဩတ္တပဆိုတာနဲ့အတိညာဏ်ဆိုတာရဲ့
ဒီနှစ်ခုတွဲဖက်ထားပြီးတော့အသိဉာဏ်နဲ့ရှင်တဲ့ဥတ္တပတန်တရားဝတ်ကိုကြောက်ရွံ့တဲ့ထိတ်လန့်တဲ့ဥတ္တပတရားနဲ့မှန်ကန်တဲ့အမြင်နဲ့ရှုမြင်သုံးသပ်တတ်ဖို့တန်ဝေကဝတ္ထု၈ပါးကိုအထက်ကရာတွေမှာဘယ်လိုရှင်းပြတော့ဆိုအဋ္ဌတန်ဝေကဝတ္ထုနိနာမတန်ဝေထုဆိုတာ၈မျိုးရှိတယ်အဲ့ဒီ၈မျိုးကဘာတွေလဲလို့ဆိုရင်ဇာတိစရာဗျာတိမရဏာနိစတ္တာရိဝေဖွာလာခြင်းဟာလဲတန်ဝေကဖြစ်เสียပဲအဲ့တော့အခုလို့သေဆုံးတာတွေ့မှသေဆုံးမှုနဲ့ကြုံတွေ့မှတန်ဝေကဖြစ်ရမှာမဟုတ်ဘူးမွေးဖွာလာတဲ့ဒီနေ့စဉ်နဲ့အမျှမြန်မာနိုင်ငံမှာဆိုလို့ရှိရင်မိခင်တွေကသားသမီးတွေကိုမွေးဖွားပေးနေကြတယ်အဲ့ဒီမွေးဖွားလာတာကိုကြည့်ပြီးတော့လေတန်ဝေကဖြစ်ဖို့လိုအပ်တယ်နော်ဇာတိတရားနဲ့ပတ်သက်ပြီးတော့ဇာတိဆိုတာဘဝတစ်ခုကိုရရှိလာတာကိုဇာတိလို့ခေါ်တယ်အဲ့ဒါလဲတန်ဝေကဖြစ်ရမယ့်အရာတစ်ခုတဲ့စရာအိုမင်းရင်ယုံမှုနဲ့ကြုံတွေ့ရတာလဲတန်ဝေကဖြစ်เสียတစ်ခုတဲ့ဗျာတိယောဂဝေဒနာနှိမ့်ဆက်ခံရမှုနဲ့ကြုံတွေ့တဲ့အခါမှာလည်းပဲတန်ဝေကဖြစ်เสียတစ်ခုမရဏသေဆုံးခြင်းနဲ့ကြုံတွေ့ရတဲ့အခါမျိုးမှာလည်းပဲတန်ဝေကဖြစ်ရမယ်လို့ဘဝတစ်ခုဟာအစပြုတဲ့အချိန်ကနေစပြီးတန်ဝေကဖြစ်เสียတွေတွေ့ဖို့လိုတယ်ပေါ့ဇာတိဆိုတဲ့အစပိုင်းမှာလည်းပဲတန်ဝေကဖြစ်ဖို့လိုအပ်တယ်စရာဆိုတဲ့အလယ်ပိုင်းမှာလည်းတန်ဝေကဖြစ်ဖို့လိုတယ်ဗျာတိဆိုတဲ့အလယ်ပိုင်းမှာလည်းတန်ဝေကဖြစ်ဖို့လိုတယ်မရဏဆိုတဲ့နောက်ဆုံးပိုင်းနဲ့ကြုံတွေ့တဲ့အခါမှာလည်းတန်ဝေကဖြစ်ရမယ်လို့အမှန်ကန်ဆင်ញင်စဉ်းစားပြီးတော့တန်ဝေကဖြစ်ဖို့ရဒီအကြောင်း၅၄မျိုးရှေးဥစွာမှတ်သားထားပြီးနောက်တန်ဝေကဖြစ်เสียပါတော့ဆိုအပါယဒုက္ခအပေပုံသားတွေရဲ့ဆင်းရဲဒုက္ခကိုကြည့်ပြီးတော့ဒါလည်းတန်ဝေကဖြစ်ရဥမာမဲနွားတကောင်ကိုမြင်တယ်နှစ်ပါးချိုးထိုးပြီးတော့လူတွေကအနိုင်ကျင့်ပြီးတော့စေခိုင်းတာကိုခန်းနေရတယ်တန်ဝေကဖြစ်ရအေးနေ့စဉ်မြင်ကွင်းမှာမမြင်ခြင်းအဆုံးဖြစ်နေတဲ့ဝက်တွေကျိုးနဲ့တုပ်ပြီးတော့တင်သွားပြီးလူတွေကတတ်စားကြတယ်ကြက်တွေကျိုးနဲ့တုပ်ပြီးတော့လွှဲလောင်းဆွဲပြီးခေါ်သွားပြီးနေ့စဉ်တပ်ဖြတ်ပြီးတော့စားနေကြတယ်ဟောတရိစ္ဆာန်ဘုံလို့ဆိုတဲ့အပေဘုံသားတွေဟာလုံခြုံမှုလုံးဝမရှိဘူးကဲတင်မဲ့လူလုံးဝမရှိဘူးအနိုင်ကျင့်ပြီးတော့တတ်စားစရာတစ်ခုအနေနဲ့လူတွေဟာယူဆပြီးတော့အနိုင်ကျင့်တပ်ဖြတ်ပြီးတော့မိမိတို့ကစားတော့နေကြတာကိုကြည့်လိုက်မယ်သူတို့ဒုက္ခဟာဘလောက်ကြီးသလဲကိုချင်းစာတရားနဲ့ဆင်ញင်သုံးသပ်ကြည့်လိုက်ရင်လေတန်ဝေကဖြစ်เสียဟောဒါကကိုမြင်ရတဲ့အပေပုံမမြင်ရတဲ့အပေပုံကိုကြည့်ငရဲဆိုတာဒလဇတ်ဆင်းရဲဒုက္ခတွေကိုခံနေရတယ်ငရဲမိထဲမှာသွားပြီးတော့ဖြစ်တဲ့ပုဂ္ဂိုလ်ဟာငရဲမိဟာ24နာရီစင်ဆက်မပြတ်လောင်းနေတာကိုခံရတယ်ညှင်းဆဲနှိမ့်ဆက်မှုတွေမျိုးစုံခံနေရတယ်ဆိုတဲ့ငရဲသားတို့ရဲ့ဒုက္ခစားရမဲမဲတောက်ရမဲမဲနေရမဲမဲခန္ဓာကိုယ်ကြီးကကြီးလေးပြီးတော့စားရတဲ့ပါးစပ်ပေါက်ကလေးကသေးသေးလေးနဲ့ဘယ်တော့မှဝရမရှိတဲ့ရှားပါပြီးဒုက္ခရောက်နေတဲ့ငတ်ပြတ်နေတဲ့တိတ်ပြိတ္တာဘဝတရိစ္ဆာန်ဘဝလူတွေကသိပြီးတော့နေကြတယ်တရိစ္ဆာန်ဆိုဒီမှာအညမင်းညခါရိကာဒုဗ္ဗလခါရိကာလူတွေမွေးထားပြီးတော့လူတွေကတတ်စားနေတဲ့တရိစ္ဆာန်တွေသာလဲဆင်းရဲဒုက္ခရောက်တယ်တောထဲမှာနေတဲ့အကောင်တွေဆင်းရဲဒုက္ခမရောက်ဘူးလို့မအောင်မိတ်လေနဲ့တောထဲမှာရှိတဲ့တရိစ္ဆာန်တွေဟာအညမင်းညခါရိကာအချင်းချင်းတတ်ပြီးတော့စားနေကြတယ်ဒုဗ္ဗလခါရိကာအားရှိတဲ့အကောင်ကအားမရှိတဲ့အကောင်ကိုတတ်စားနေအချင်းချင်းတပ်ဖြတ်ပြီးတော့စားတော့ပြီးတော့နေကြတဲ့အကာအကွယ်မဲ့နေတဲ့တရိစ္ဆာန်လောကအဲ့ဒီတရိစ္ဆာန်တွေရဲ့ဒုက္ခကြည်ရင်အပြင်လည်းပဲအေးဘဝဆိုတာအလွန်ကြောက်เสียကောင်းပါလားလို့ဆိုတဲ့တန်ဝေကဖြစ်เสียဒါ၅ခုမြောက်လို့ခေါ်တယ်ပေါ့၅ခုမြောက်တန်ဝေကဖြစ်ရမယ်အချက်တစ်ခုပဲနောက်တစ်ခုကတော့အတိတေဝတ္တမူလကံဒုက္ခံအတိတ်ဘဝတုန်းကတန်တရားထဲမှာဒုက္ခတွေခံခဲ့ရတယ်ဆိုတာပြန်လည်သုံးသပ်ဆင်ခြင်တွေးကြည့်ခြင်းအဖြစ်အတိတ်တုန်းကခံစားခဲ့ရတဲ့ဒုက္ခဝေဒနာတွေကိုမှန်းဆကြည့်လို့ရှိလို့ရှင်လေအဲ့ဒါလဲတန်ဝေကဖြစ်เสียပဲဒီတစ်ခုက
အနာဂတိဝတ္တမူလကဒုက္ခနောင်ဘဝတွေမှာလည်းတန်တရားဥက္ကမလွတ်သေးလို့ရှင်အခုလိုအိုခြင်းနာခြင်းသိခြင်းဆိုတာတွေခံရမယ်အပယ်လေးပုံရောက်ရင်အပယ်ဒုက္ခတွေခံရအောင်မယ်ဆိုတဲ့ဝုတ်ကိုအခြေပြုပြီးတော့တန်တရားတွေကမလွတ်နိုင်မှုကိုအကြောင်းပြုပြီးဖြစ်ပေါ်လာမဲ့ဒုက္ခတွေဟာအမျိုးစုံတို့တွေခံကြရအောင်မှာပဲရသော်ဘုရားကအနာမတေကသုတ်တံမှာဟောထားတာရှိတယ်ကိုမြင်ကွင်းထဲမှာတရိစ္ဆာန်တစ်ကောင်ရဲ့ဒုက္ခကိုမြင်လိုက်ရင်ငါလည်းဒီဘဝမျိုးကြုံခဲ့လှလေပြီလို့နှလုံးသွင်းပါတဲ့ဟောသူကအခုကြုံနေတာငါကမကြုံဘူးသို့တော့ငါလည်းဒီဘဝမျိုးကြုံခဲ့တာများလှပြီလို့နှလုံးသွင်းပါအဲ့ဒါလို့အမှန်ကန်မြင်ဖို့ရအတွက်ဒီတံဝေကဝတ္ထု10မျိုးတံဝေကဖြစ်เสียအကြောင်းတွေကိုမြတ်စွာဘုရားဒီလိုဟောတာနောက်တစ်ခုကတော့ပစ္စုပန်နေအာဟာရပရိယတ္တိမူလကံဒုက္ခံတဲ့နံပါတ်8ကအခုလက်ရှိဘဝမှာရဲ့ဒုက္ခကိုပြန်စဉ်းစားကြည့်နေ့စဉ်နဲ့အမျှပညာတတ်တဲ့ပုဂ္ဂိုလ်ရောပညာမတတ်တဲ့ပုဂ္ဂိုလ်ရောပိုက်ဆံချမ်းသာတဲ့ပုဂ္ဂိုလ်ရောမချမ်းသာတဲ့ပုဂ္ဂိုလ်ရောလူကြီးရောလူငယ်ရောဆိုတာလို့ဘာအတွက်ရှားနေကြနေ့စဉ်စားတော့ဖို့အတွက်လုပ်နေကြအေးချမ်းချမ်းနေရသလားဆိုမနေရဘူးကလေးပေါစားလေးတွေကြည့်လေမွေးလာတာနဲ့တပြိုင်နက်နှုတ်တောင်မစင်သေးဘူးကျူရှင်နဲ့ပို့လိုက်ပြီးကျောင်းနဲ့သွားရပြီသူတို့မှဆော့ရမယ်ကစားရမယ်လူဘဝမှာလွတ်လွတ်လပ်လပ်နေရမယ်အချိန်လေးရောရှိသလားဆိုမရှိဘူးဒီကနေ့ဟာပို့ပြီးတော့များလာတိရိလင်္ကာနိုင်ငံမှာနေတော့ကာတွန်းလေးတစ်ခုဆွဲထားတာတွေ့ရတယ်သတင်းစာတွေမှာကာတွန်းရုပ်လေးဆွဲထားတယ်ကလေးလေးနောက်ကြောဘိုးလေးလွယ်ပြီးတော့ကုန်းနဲ့ကလေးပေါက်စားလေးသွားနေတာအောက်ကစာရန်လေးရေးထားတယ်ဒီကလေးဘာအပြစ်ရှိလို့ဒီလောက်ဒဏ်ပေးကြတာတော့ရေးထားတာရှိအဲ့တော့ဒီကနေ့ခေတ်မှာကြည့်လေမွေးတာမှမကြသေးဘူးကျူရှင်ရောက်သွားပြီကလေးကမူဂျူတောင်မှကျူရှင်ရှိနေပြီကဲအဲ့ဒါဘာအတွက်တုံးဆိုအာဟာရပရိယတ္တိပဲစာဝတ်နေအတွက်ခုချိန်ကလေးကလေ့ကျင့်ကြအရွယ်လေးရောက်လာတဲ့အချိန်မှာလဲကြောင်းနဲ့ကျူရှင်နဲ့အိမ်နဲ့ဒီလိုဟာလမ်းကြားမှာပဲအချိန်ကုန်ပြီးတော့လူဘဝကြောင်းပြီးသွားတဲ့အခါကျတော့လဲစာဝတ်နေအတွက်လုံးမနေရတသက်လုံးလောကမှာကုန်ယုံပြီးတော့နေကြဘာတွေအတွက်လဲစားစရာအတွက်ဝတ်စရာအတွက်နေစရာအတွက်မကြမ်းမမာရင်ဆေးဝါးကုဖို့အတွက်ဆိုတာဒါတွေအတွက်မှန်းထားပြီးတော့အလုံးလုံးနေကြတဲ့ပစ္စုပန်မှာလက်တွေ့ကြုံတွေ့နေရတဲ့ဘဝဟာလေတန်ဝေကဖြစ်เสียကြီးပဲနော်သို့တော့တာမန်ပုဂ္ဂိုလ်တွေကတော့ပျော်စရာကြီးလို့အောင်းမိတ်နေတယ်ဒါပျော်စရာကြီးလို့အောင်းမိတ်နေကြတဲ့အမှန်ကန်တဲ့အတွေ့အကြုံမဟုတ်တော့ဘူးစိတ်ပြည့်စရာငြိမ်းငွေစရာဒုက္ခရောက်စရာကြီးပဲလို့ဒီလိုမြင်ရမယ်ဒါကိုတံဝေကဝတ္ထု10မျိုးလို့ခေါ်တယ်သာတိစရာဗျာတိမရဏက4မျိုးအပါယဒုက္ခနံပါတ်5အတိတေဝတ္တမူလကဒုက္ခအတိတ်တုန်းကခံစားခဲ့ရတဲ့ဒုက္ခတွေ6ခုမြောက်အနာဂတေဝတ္တမူလကဒုက္ခအနာဂတ်မှာကြုံတွေ့ရမယ့်ဆင်းရဲဒုက္ခတွေက9ခုမြောက်ပစ္စုပန်လက်ရှိဘဝမှာအစာအာဟာရရှာဝေဖို့အတွက်ကြိုးပမ်းအားထုတ်နေရတဲ့ဒုက္ခက10ခုမြောက်အဲ့ဒီ10မျိုးကိုတံဝေကဝတ္ထု10မျိုးတဲ့ထိတ်လန့်ပွဲတုန်လှုပ်ပွဲစိတ်ပြက်ပွဲညီးမွေးပွဲအကြောင်းတရားတွေလို့ဒီလိုဆိုလို့တယ်အဲ့ဒီအကြောင်းတရားတွေကိုကြည့်ပြီးတော့တံဝေကဆိုတဲ့ထိတ်လန့်တုန်လှုပ်မှုဟာဖြစ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါမဖြစ်သေးဘူးဆိုရင်တန်တရားဟုတ်ကလွတ်ဖို့လမ်းစတောင်မရသေးဘူးလို့ဒီလိုပြောနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရပါလို့ဤလို့ဘယ်လိုပဲဆုတောင်းနေဒါဖြစ်လာအောင်မဟုတ်သေးဘူးပေါ့ဒါကြောင့်မို့မှန်ကန်တဲ့အတွေ့တွေတွေးတတ်ဖို့ဒီလိုဆိုရသာတိစရာဗျာတိမရဏဒီ4ခုဟာတကယ်ကိုတန်ဝေကဖြစ်ရမယ်အခြေအနေမျိုးတွေတို့တွေကြုံတွေ့နေကြပြီနော်အပါယဒုက္ခဆိုတာတို့တွေအခုချိန်မကြုံတွေ့ပြီမဲ့လို့စဉ်းစားကြည့်လို့သိနိုင်နေပြီအတိတေဝတ္တမူလကဒုက္ခအတိတ်တုန်းကလည်းဒါမျိုးတွေခံစားခဲ့ရတယ်ဆိုတာကြံတွေးကြည့်လို့သိနိုင်တယ်အနာဂတေဝတ္တမူလကဒုက္ခအနာဂတ်မှာလည်းပဲဘဝခရီးရှောင်လန်းနေရသေးတယ်ဆိုရင်ဒီဒုက္ခမျိုးတို့တွေကြုံတွေ့အောင်မှာပဲဆိုတာကိုလေကြံတွေးပြီးတော့သိနိုင်တယ်ပစ္စုပန်နေအာဟာရပရိယေတနာမူလကဒုက္ခ
လက်ရှိဘဝမှာစာဝတ်နေရေးအတွက်နေဗနာညာမှာအကျိုးပန်းအထောက်နေရခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခတွေဟာကိုယ်တွေ့ခံနေရဖြစ်တယ်အဲ့ဒီလိုကြိုးစားရှာဖွေနေရတော့လေနောက်ဆုံးတစ်ချိန်ကျတော့ဘာဖြစ်တော့ပဟာယဝောကဝိတာမိအလုံးထားခဲ့မယ်ဆိုတာနဲ့ထားသွားကြမယ်အဲ့ဒါကြောင့်မို့လို့အခုလို့တန်ဝေကဖြစ်เสียအကြောင်းတရားတွေကိုဆင်ញင်သုံးသပ်ပြီးတော့တန်ဝေကဖြစ်ကြရမှာဖြစ်တယ်တဲ့အဲ့ဒါလို့တန်ဝေကဖြစ်မှသာလဲတန်ဝေကအားလျော်စွာမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်ပြီးတော့ကြိုးစားအထောက်ကြတန်ဝေဇနိယေတုဌာနေတုတန်ဝေကောတန်ဝေကဖြစ်เสียအာယုန်နေနဲ့တွေးတဲ့အခါမှာတန်ဝေကဖြစ်ကြရမယ်တန်ဝိခတ္တသယောနိတောပရဏတန်ဝေကဖြစ်လာပြီဆိုလို့ရှိရင်လည်းပဲယောနိတောမှန်ကန်တဲ့နိလန်းတိုင်းပဲပဓာနံကျင့်ကြံကြိုးကုပ်အထောက်ကြရမှာဖြစ်တယ်လို့ဘုရားမြတ်စွာကအားလုံးကိုဘုန်းကြီးတို့တွေကိုဆုံးမသွန်သင်ဟောပြခဲ့တာဖြစ်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့တန်ဝေကဖြစ်เสียတွေမိမိတို့တဏ္ဍာမှာမိမိတို့ဘဝမှာကြုံတွေ့နေကြရတာဖြစ်သောကြောင့်အမတ်တမဲ့မနေဘဲနဲ့ဆင်ញင်စဉ်းစားခြင်းအမှန်မြင်ခြင်းဆိုတဲ့တဘာဝတရားတွေကိုယ်တဏ္ဍာမှာရှိအောင်တန်ဝေကဖြစ်လို့တန်ဝေကဉာဏ်တွေကိုအခြေခံပြီးတော့ဘဂေ၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကုပ်အားထုတ်ခြင်းဖြင့်သာလေအခုပြောတဲ့ဒုက္ခတွေအလုံးကလွတ်မြောက်နိုင်တဲ့လမ်းကြောင်းဖြစ်တယ်ဆိုတာကိုသိရှိပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း